Hello，大家好，小薇来了，给你们看一下这几颗。它这的话就是天然的真金多宝哦，挺好看的。但是它颜色的话就是比较去那种浅的那种，然后它切工的话就是钻石形状，切工比例也是标准的哦，挺好看的。然后它这个的话，火彩倒是挺闪的啊，看到没有？全部的话就是有45克拉，全部有45克拉的。然后它是用克拉卖的，很好看的哦，闪闪的。这种的话可以自己去镶嵌的一个款式，而且它这个价格的话就是1500人民币，这全部一起是1500人民币哦。喜欢的可以跟小薇说的啊，这些也是挺好看的。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါနဲ့ကျစပင်းနဲ့ရောင်စုံလေးပေါ့နော်အရန်လာပါတယ်ရှင်။ဒါလေးဆိုလို့ရှိရင်တွေးကွက်လေးကစင်တွေးကွက်လေးပေါ့နော်ဒါလေးရန်လာပါတယ်။ဒါလေးအကုန်လုံးဆိုလို့ရှိရင်45ကလပ်ရှိရပေါ့နော်။ဒါလေးဆိုလို့ရှိရင်အထက်ခတ်အရန်နေနဲ့လည်းသုံးရပါတယ်ရှင်။ပြီးတော့ဒါလေးကျတော့စင်းလေးကကျတော့3သိန်းခွဲလေးပါပဲရှင်။ဒါလေးစင်းလေးက3သိန်းခွဲလေးပါ။ကျလို့ရှိရင်စီမာလာခဲ့ပြီပါ။ရန်လာရနော်ဒါလေးဆို